ဒီနေ့ယုံကြည်သူများကမတာဖြစ်နေတဲ့ယုံကြည်သူတွေအများကြီးရှိတယ်ယေရှုခရစ်တော်ပြောထားတဲ့ဖခင်ရဲ့စကားနှုတ်ကပတ်တော်နဲ့လူတွေထွင်ပြီးမှပြောတဲ့စကားကိုခွဲခြားတတ်ဖို့လိုပါတယ်ပုဂ္ဂိုလ်ဆွဲလူဆွဲဆရာဆွဲတွေကြောင့်ဒီကနေ့ခရိယန်တွေရဲ့အတိုင်းဝိုင်းတွေထဲမှာပျက်စီးယိုယွင်းလာတယ်ဆိုတာကိုသတိထားပါလူပုဂ္ဂိုလ်နောက်ကိုလိုက်ရင်တော့တင်ပြဿနာကောင်းဖြစ်ခရစ်တော်နောက်ကိုလိုက်ရင်တော့သင်ဟာအလင်းကိုတည်ဆောင်တော်လို့ဖြစ်တယ်ဒီကနေ့ကျွန်တော်ယုံကြည်သူတွေကိုလဲစားဖို့အတွက်စာဒမာနကယုံကြည်သူတွေကိုပဲတုံးမှာဖြစ်တယ်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကတော့ပြန်လည်ပြီးမှနှုတ်ကပတ်တော်နဲ့ခွန်အားယူဖို့အတွက်နောက်လိုက်ခြင်းဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ထဲမှာအတူတကွပြန်မှခွန်အားယူရအောင်နောက်လိုက်ခြင်းလို့ပြောတဲ့အခါမှာဒီကနေ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းကနောက်လိုက်နေကြတဲ့သူတွေဖြစ်တယ်တယောက်မဟုတ်တယောက်ရဲ့နောက်ကိုတော့ကျွန်တော်လိုက်နေတာဖြစ်တယ်ကျွန်တော်ဝိညာဉ်ရနဲ့ကြည့်မယ်ဆိုရင်ခရစ်တော်နောက်လိုက်တော်သူနဲ့လောကရဲ့နောက်လိုက်တော်သူဆိုပြီးမှရှိပါတယ်ဒီနေ့ကျွန်တော်ခရစ်ယာန်အတိုင်းအဝိုင်းထဲမှာကြည့်မယ်ဆိုရင်လေခရစ်တော်ရဲ့နောက်လိုက်တော်သူနဲ့ပုဂ္ဂိုလ်ရဲ့နောက်ကိုလိုက်တော်သူရှိတယ်ခရစ်တော်ရဲ့နောက်ကိုလိုက်တော်သူနဲ့ဆရာသမားတွေရဲ့နောက်ကိုလိုက်တော်သူတွေရှိတယ်ဆိုတော့ဒီကနေ့မိတ်ဆွေတင်တဲ့ကျွန်တော်ကဘယ်နောက်ကိုလိုက်နေတာလဲဘဒုရဲ့နောက်ကိုလိုက်နေတာလဲဒီကနေ့ကျွန်တော်တို့နောက်လိုက်ရမယ့်အရာကလူပုဂ္ဂိုလ်တွေစီမှာနောက်လိုက်ဖို့မဟုတ်ဘူးဒီလိုပြောလို့မလေးစားရဘူးလို့ကျွန်တော်မပြောချင်ပါဘူးတယောက်နဲ့တယောက်လေးစားတဲ့အပိုင်းကတကန့်ဖြစ်တယ်တယောက်နဲ့တယောက်ယူတည်တဲ့အပိုင်းကတကန့်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လိုက်ရမယ့်ပုဂ္ဂိုလ်ကခရစ်တော်ဒီဟူသောနှုတ်ကပတ်တော်မှာဖြစ်တယ်ယေရှုခရစ်တော်ဘုရားရဲ့နောက်ကိုလိုက်ရမှာဖြစ်တယ်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်တို့ကဘယ်ကိုလိုက်နေတာလဲဆိုတာကိုကိုစဉ်းစားဖို့ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်ထဲမှာပြဿနာကဘာလဲဆိုရင်ခရစ်တော်ယေရှုဘုရားရဲ့နောက်ကိုမလိုက်ဘဲနဲ့ဆရာသမားပုဂ္ဂိုလ်တွေရဲ့နောက်ကိုလိုက်နေတဲ့ယုံကြည်သူတွေများစွာရှိတယ်အဲ့ဒီလိုမျိုးလူတွေကြောင့်ဒီနေ့အသင်းတော်တွေပြဿနာဖြစ်လာတယ်အဲ့ဒီလိုမျိုးလူတွေကြောင့်အသင်းတော်ထဲမှာပြဿနာဖြစ်လာတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေတင်ဘယ်ထဲကိုလိုက်နေတာလဲလူပုဂ္ဂိုလ်နောက်ကိုလိုက်ရင်တော့တင်ပြဿနာကောင်းဖြစ်တယ်ခရစ်တော်နောက်ကိုလိုက်ရင်တော့သင်ဟာအလင်းကိုတည်ဆောင်တော်သူဖြစ်တယ်ဟာလေလုယာဒါကြောင့်ချစ်တော်မိတ်ဆွေများချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမများအရောက်ချင်းစတိုင်းကိုဒီကနေ့ဝေငှခွန်အားပေးခြင်းပါတယ်တင်နောက်လိုက်သောအရာသည်မမားပါစေနဲ့တင်နောက်လိုက်နေသောပုဂ္ဂိုလ်သည်မမားပါစေနဲ့တမန်ကျမ်းစာတစ်ပိုက်ကိုကျွန်တော်ရှုပ်စွာကြားနာကြရအောင်ရှင်လုကာခရစ်မှာအခန်းကြီး9အပိုက်23ထိုမှတပါလူအပေါင်းတို့အားမိန့်တော်မူသည်ကားငါ၌စီးကပ်လိုတော်သူဖြစ်လျင်ကိုညင်းပယ်ရမည်ကိုလဝါကတိုင်ကိုနေ့တိုင်းထိုင်၍ငါနောက်တို့လိုက်ရမည်ဒီအရာကဘသူပြောခဲ့တယ်လဲဆိုရင်ယေရှုခရစ်တော်ဖခင်သူကိုယ်တိုင်ပြောခဲ့တာဖြစ်တယ်ယေရှုခရစ်တော်ဘုရားအတေမခံခင်လဝါကတိုင်ကိုမရောက်ခင်လောကထဲမှာတက်ရှိထင်ရှားတပည့်တော်တွေနဲ့အတူရှိနေတဲ့အချိန်မှာယေရှုခရစ်တော်ဘုရားသူကိုယ်တိုင်ပြောခဲ့တာဖြစ်တယ်။ဒါကြောင့်ဒီနေရာမှာပြောထားတယ်လဲဆိုရင်နေ့တိုင်းထိုင်၍လို့ပြောပါတယ်။ဘာကိုထိုင်ရမလဲဆိုရင်ကိုယ်လက်ဝါးကတိုင်ကိုထိုင်ရမှာဖြစ်တယ်။ဒီနေ့လက်ဝါးကတိုင်ထမ်းခြင်းရဲ့အဓိပ္ပာယ်ကဘာလဲ။ကိုညင်းပယ်ခြင်းဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ဘုရားသူကိုယ်တိုင်ပြောထားတယ်ဆိုရင်ငါနောက်တော့လိုက်ရမည်ဆရာသမားတွေရဲ့နောက်ကိုလိုက်ပါလို့မပြောခဲ့ဘူးဟုတ်ပြီနော်ဒါကြောင့်ဒီအရာကိုချိုးစဉ်းစားဖို့အရေးကြီးတယ်တင်ယုံကြည်သူခရစ်ယာန်များဒီကနေ့ကျွန်တော်တို့ဘသူရဲ့နောက်ကိုလိုက်နေကြတာလဲကျွန်တော်တို့ကဆရာသမားတွေရဲ့နောက်ကိုလိုက်နေကြတတ်တယ်ဟုတ်ပြီနော်နည်းနည်းနဲ့အထူးအစမ်းလေးလုပ်ပြလိုက်တဲ့ဆရာတွေစီကိုဆိုတောက်လျှောက်ကိုလိုက်နေတာကောက်ကိုပါနေတာပဲဒီနေ့ယုံကြည်သူတွေမန္တလားမာဒလားဆိုတဲ့အရာကိုမစင်စားဘူးမစင်ချင်ဘူးဟုတ်ပြီနော်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေယုံကြည်သူများဒီကနေ့ကျွန်တော်အသက်တာထဲမှာစဉ်းစားဖို့လိုပါတယ်တင်ဘဒုရဲ့နောက်ကိုလိုက်နေတာလေနှုတ်ကပတ်တော်ရဲ့နောက်ကိုလိုက်ဖို့ဖြစ်တယ်ယေရှုခရစ်တော်ဘုရားရဲ့နောက်ကိုလိုက်ဖို့ဖြစ်တယ်တင်တွားပြီးမှမတွေ့ဝေးနေပါနဲ့ကျွန်တော်တို့နားထောင်ရမယ့်အရာဒီဆ
ယာသမားတွေရဲ့စကားထက်ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ရမှာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ဘာကိုနားထောင်နေသလဲဒီကနေ့ကျွန်တော်တို့ကဆရာသမားတွေရဲ့ဆရာကြီးတွေရဲ့စကားကိုပဲကျွန်တော်နားထောင်တာခရစ်တော်ရဲ့စကားကိုနားမထောင်ဘူးတမန်ကျမ်းစာထဲမှာနှုတ်ကပတ်တော်ထဲမှာဘာပြောထားတယ်လဲဆိုတဲ့အရာထက်ဆရာကဘာပြောမလဲဆိုတဲ့အရာကိုဦးစားပေးပြီးနားထောင်တဲ့လူတွေအများကြီးရှိအဲ့ဒီလိုမျိုးလူတွေကြောင့်ဒီကနေ့နေရာတိုင်းမှာဒုက္ခပြဿနာတွေရှိလာအသင်းတော်တိုင်းမှာကွဲပြားမှုတွေရှိလာတာကဘာကြောင့်လဲဆိုရင်လူပုဂ္ဂိုလ်ရဲ့နောက်ကိုလိုက်တော့ခရိယန်တွေကြောင့်ဖြစ်တယ်ခရစ်တော်ရဲ့နောက်ကိုလိုက်တော့တမန်တော်တွေကတပည့်တော်တွေကလောကထဲမှာဖျားသခင်ရဲ့ဘုန်းတော်ခရစ်တော်ရဲ့အလင်းနှုတ်ကပတ်တော်အလင်းကိုလင်းစေခဲ့တယ်ဒီကနေ့ကျွန်တော်တို့ကဘယ်မှာအလင်းလင်းလို့လဲဘာကြောင့်ကျွန်တော်တို့ဟာခရစ်တော်ရဲ့အလင်းဖျားရဲ့ဘုန်းတော်မထင်ရှားတာလဲဆိုရင်ကျွန်တော်တို့လိုက်နေတဲ့အရာကမားနေတော့ကြောင့်ဖြစ်တယ်ခရစ်တော်ရဲ့နောက်ကိုလိုက်ရင်ခရစ်တော်ရဲ့အလင်းကိုလင်းစေမှာဖြစ်တယ်ဒီကနေ့လောကထဲမှာမိဘစကားကိုနားထောင်တော့သားသမီးမိဘပြောတဲ့အတိုင်းတွာလာအသက်ရှင်တဲ့သားသမီးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာဘာကိုတွေ့ရတယ်လဲဆိုရင်မိဘရဲ့ဂုဏ်ကိုတွေ့ရတယ်ဟာဒီသားသမီးကဒီကလေးကမိဘတော်မိဘရန်ဆုံးမတဲ့သားသမီးပဲမိဘစကားနားထောင်တဲ့သားသမီးပဲဆိုပြီးမှဘုရားရဲ့ဂုဏ်ပေါ်တယ်လေမိဘရဲ့ဂုဏ်ထင်ရှားတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလဲသင်ဟာယေရှုခရစ်တော်ဘုရားရဲ့နောက်ကိုလိုက်တာမှန်တယ်ဆိုရင်ခရစ်တော်ရဲ့နှုတ်ကပတ်တော်ထဲမှာအသက်ရှင်တာမှန်တယ်ဆိုရင်သင်အားဖြင့်ခရစ်တော်ရဲ့ယေရှုဘုရားရဲ့ဘုန်းတော်သည်ထင်ရှားလာမှာဖြစ်တယ်ယေရှုဘုရားရဲ့ဘုန်းတော်သင်အားဖြင့်ထွန်းလင်းလာမှာဖြစ်တယ်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်စဉ်းစားရအောင်ဒါကြောင့်ဒီကနေ့ကျွန်တော်ခွန်အားပေးခြင်းတဲ့အရာတိုက်တွန်းခြင်းတဲ့အရာနှိုးဆော်ခြင်းတဲ့အရာတတိပေးခြင်းတဲ့အရာကဘာလဲဆိုရင်ကျွန်တော်တို့နေ့စဉ်နေ့တိုင်းနောက်လိုက်နေပါတယ်ဒါပေမဲ့တင်ရဲ့နောက်လိုက်ခြင်းကမမားပါစေနဲ့လို့ခွန်အားပေးခြင်းနဲ့တတိပေးခြင်းနဲ့တင်နောက်လိုက်ရမယ့်ပုဂ္ဂိုလ်ကလူပုဂ္ဂိုလ်မဟုတ်ဘူးယေရှုခရစ်တော်ရဲ့နောက်ကိုလိုက်ရမှာဖြစ်တယ်ဘယ်လိုလိုက်ရမလဲဆိုရင်ကိုယ့်ရဲ့အလိုဆန္ဒကိုငြင်းပယ်ပြီးမှလဝါကတိုင်ကိုနေ့တိုင်းထမ်းပြီးမှဗာလဲလိုက်ရမှာဖြစ်တယ်လဝါကတိုင်ထမ်းတဲ့အခါမှာတနင်္ဂနွေနေ့တရက်ပဲထမ်းဖို့မဟုတ်ဘူးနေ့တိုင်းလို့ပါပါတယ်ဓမ္မကျမ်းစာကဒါကြောင့်ဘယ်လိုထားရမလဲနေ့တိုင်းထားရမှာဖြစ်တယ်ဘာထားရမလဲဆိုရင်ကိုလဝါကတိုင်ကိုထားပြီးမှနေ့တိုင်းခရစ်တော်ယေရှုဖခင်ရဲ့နောက်ကိုလိုက်ဖို့ဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ကလူပုဂ္ဂိုလ်ရဲ့နောက်ကိုလိုက်နေကြတယ်ဒီအရာကကျွန်တော်ကိုအမားကြီးမားစေတာဖြစ်တယ်ဒီအရာကကျွန်တော်တို့ဘဝကိုလမ်းလွဲစေတာဖြစ်တယ်ဒါကြောင့်ဒီနေ့ယုံကြည်သူပတ်ဝန်းကျင်ထဲမှာကြည့်လိုက်ရအောင်လမ်းမားနေကြတဲ့ယုံကြည်သူတွေအများကြီးပဲခံယူချက်မားနေကြတဲ့ယုံကြည်သူတွေအများကြီးပဲဒီကနေ့ကျွန်တော်ရေးကြီးတစ်ခုပြောချင်ပါတယ်ဖယားစီကလာတဲ့နှုတ်ကပတ်တော်မှန်ရင်ဘယ်လူစီမှာပဲရောက်ဘယ်တယောက်စီမှာပဲရောက်သွားပါစေဘယ်တော့မှမမားစေရဘူးဒါပေမဲ့လူပုဂ္ဂိုလ်စီကလာတဲ့ဝါဒလူပုဂ္ဂိုလ်စီကလာတဲ့စကားဆိုရင်ကမာတတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီလဲယေရှုခရစ်တော်ဖျက်နောက်ကိုတာဒီဇိုင်းမမနဲ့ကိုလဝါကတိုင်ကိုထမ်းပြီးမှနေ့တိုင်းလိုက်နေမယ်ဆိုရင်လမ်းမစရာအကြောင်းမရှိဘူးဒီကနေ့ကျွန်တော်လမ်းမနေတဲ့အရာကဒီနေ့ယုံကြည်သူတွေအချင်းချင်းကွဲပြားလာတဲ့အကြောင်းအရင်းကဘာကြောင့်လဲဆိုရင်ကျွန်တော်တို့လိုက်နေတဲ့ပုဂ္ဂိုလ်မားနေတော့ကြောင့်ဖြစ်တယ်ကျွန်တော်တို့ဒီယေရှုခရစ်တော်ဒီဟူသောနှုတ်ကပတ်တော်နောက်ကိုမလိုက်ဘဲနဲ့လူပုဂ္ဂိုလ်တွေစီကိုလိုက်သွားတော့ကြောင့်ဖြစ်တယ်လူပုဂ္ဂိုလ်တွေစီလိုက်တော့ကြောင့်ဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေတင်းရဲ့နောက်လိုက်ခြင်းမမားပါစေနဲ့လို့ဒီကနေ့ကျွန်တော်တိုက်တွန်းချင်ပါတယ်တမန်ကျမ်းစာကကျွန်တော်ကိုပြောလာတာရှင်းရှင်းလေးပဲငါနဲ့စီကလူတော်သူဖြစ်လေခရစ်တော်နဲ့စီကလူတော်သူဖြစ်နေပါလေ
တော်နောက်ကိုလိုက်ရမယ်ဒီကနေ့ကကျွန်တော်တို့ကနှုတ်ကပတ်တော်ဒီဟူသောခရစ်တော်၌ကတော့အစည်းမကပ်ပဲနဲ့ဘုဒ္ဓစီမှာစီကပ်နေကြတယ်လဲဆိုရင်လူပုဂ္ဂိုလ်တွေစီမှာလိုက်ပြီးမှပါလဲစီကပ်နေကြတယ်ကျွန်တော်တို့အဲ့ဒီနေရာတွေမားနေတယ်ကျွန်တော်တို့တွားနေတဲ့နေရာကျွန်တော်ရှောက်နေတဲ့လမ်းတွေကမားနေတယ်ဒီကနေ့အဲ့ဒီအရာကိုယုံကြည်သူတွေကမတိမတာနဲ့မားနေကြတယ်မတိတော့မှဖြစ်သွားတယ်လဲဆိုရင်မတာဖြစ်သွားကြတယ်ဒီနေ့ယုံကြည်သူများကမတာဖြစ်နေတဲ့ယုံကြည်သူတွေအများကြီးရှိတယ်ဘာကြောင့်လဲမတိတော့ကြောင့်ဘာကိုမတိတာလဲဆိုရင်ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်နဲ့လူတွေပြောတဲ့စကားနဲ့မခွဲခြားတတ်ဘူးနားမလည်ကြဘူးမတိကြဘူးဘယ်အရာကလူတွေထွင်ပြီးပြောတဲ့စကားလဲဘယ်အရာကနှုတ်ကပတ်တော်လဲဆိုတာကိုမတိကြဘူးမတိတဲ့အခါကျတော့ဗာလဲမတာဖြစ်သွားကြတယ်မတာဖြစ်သွားကြပြီဒီနေ့ယုံကြည်သူတွေဒါကြောင့်ယေရှုခရစ်တော်ပြောထားတဲ့ဖခင်ရဲ့စကားနှုတ်ကပတ်တော်နဲ့လူတွေထွင်ပြီးမှပြောတဲ့စကားကိုခွဲခြားတတ်ဖို့လိုပါတယ်အဲ့ဒီအရာခွဲခြားတတ်ဖို့ကတင်ဒီနှုတ်ကပတ်တော်ဒီဟူသောခရစ်တော်ရဲ့နောက်ကိုအမြဲတမ်းနေ့စဉ်နေ့တိုင်းကိုယ်လက်ဝါးကတိုင်ကိုထားပြီးမှနောက်လိုက်နေမှဒါလေတင်ခွဲခြားနိုင်မှာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများချစ်တော်ယုံကြည်သူများဒီကနေ့ကိုအားပေးခြင်းပါတယ်တိုက်တွန်းခြင်းပါတယ်ဘယ်အရာကိုမှတင်လွယ်လွယ်နဲ့မယုံမိပါစေနဲ့ဒီကနေ့ယုံကြည်သူတွေကိုတိုက်ခိုက်ဖို့အတွက်ယုံကြည်သူတွေဖျားနဲ့ဝေးသွားဖို့အတွက်ယုံကြည်သူတွေဖျားရဲ့နှုတ်ကပတ်တော်နဲ့ဆန့်ကျင်လာဖို့အတွက်စာတာမာနကယုံကြည်သူတွေကိုပဲသုံးမှဖြစ်တယ်မယုံကြည်သူတွေကိုမသုံးဘူးခရိယန်တွေကိုလဲစားဖို့အတွက်စာတန်ကခရိယန်တွေကိုတုံးမှဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများယေရှုခရစ်တော်ဘုရားကိုရောင်းစားခဲ့တဲ့သူကတခြားသူတွေမဟုတ်ပါဘူးယေရှုခရစ်တော်ဘုရားနဲ့အတူရှိနေတဲ့အထက်ကယူဒအက်စကာရိုကိုစာတန်ကတုံးသွားတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများဓမ္မမိတ်ဆွေများဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်တို့ရဲ့ဘဝကိုလဲစားဖို့အတွက်ခရစ်တော်ရဲ့နှုတ်ကပတ်တော်နဲ့ယေရှုဘုရားရဲ့နှုတ်ကပတ်တော်နဲ့လွဲသွားဖို့အတွက်ဖျားနဲ့ကျွန်တော်တို့အဆက်တွေပြက်လာဖို့အတွက်ကဒီနေ့စာရမဏကလက်တလုံးကြားလေးမှာပဲအလုံးလုံးသွားမှာဖြစ်တယ်။ဒါကြောင့်တင်ဒီလူပုဂ္ဂိုလ်နောက်ကိုလိုက်နေမယ်ဆိုရင်စာရမဏရဲ့လဲစားခြင်းထဲမှာတင်ပါဝင်သွားလိမ့်မယ်။ခရစ်တော်ဘုရားကိုစန့်ကျင်တဲ့အထက်မှာတင်ရောက်သွားလိမ့်မယ်။ဒါကြောင့်ယေရှုခရစ်တော်ဘုရားရဲ့နှုတ်ကပတ်တော်ဒီဟူသောဖခင်ရဲ့နှုတ်တော်ထက်စကားယေရှုခရစ်တော်ထဲမှာနေအသက်ရှင်ပြီးမှယေရှုခရစ်တော်ဘုရားနောက်ကိုတင်တဆိုင်မမကိုလဝါကတိုင်ကိုထားပြီးလိုက်နေမယ်ဆိုရင်တင်ဟာဖခင်တခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတော်သူဖြစ်လိမ့်မယ်အာမင်ဒါကြောင့်ချစ်တော်မိတ်ဆွေများချစ်တော်ယုံကြည်သူများအရောက်ချင်းစံကိုဒီကနေ့ခွန်အားပေးခြင်းတဲ့အရာတိုက်တွန်းခြင်းတဲ့အရာကဘာလဲဆိုရင်တင်ရဲ့နောက်လိုက်နေတဲ့အရာတင်ရဲ့ခေါင်းဆောင်မမားပါစေနဲ့တင်းရဲ့ခေါင်းဆောင်ကယေရှုခရစ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ဖြစ်တယ်လူပုဂ္ဂိုလ်မဟုတ်ပါဘူးဒီကနေ့ကျွန်တော်တို့အထဲမှာပြဿနာကဘာလဲဆိုရင်ပုဂ္ဂိုလ်ဆွဲလူဆွဲဆရာဆွဲတွေကြောင့်ဒီကနေ့ခရိယန်တွေရဲ့အတိုင်းဝိုင်းတွေထဲမှာပျက်စီးယိုယွင်းလာတယ်ဆိုတာကိုတတိထားပါခရစ်တော်ရဲ့နောက်ကိုလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကခရစ်တော်မှန်တယ်ဆိုရင်ဘယ်တော့မှကွဲပြားစရာအကြောင်းမရှိဘူးဘယ်တော့မှကွဲပြားစရာအကြောင်းမရှိဘူးဒါကြောင့်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဒီယေရှုခရစ်တော်ဘုရားဖြစ်တယ်လူပုဂ္ဂိုလ်တွေမဟုတ်ဘူးဆရာသမားတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ခေါင်းဆောင်ကယေရှုဖြစ်တယ်ကျွန်တော်တို့လိုက်ရမယ့်နောက်ကယေရှုခရစ်တော်ဘုရားရဲ့နောက်ကိုလိုက်ဖို့ဖြစ်တယ်လူပုဂ္ဂိုလ်တွေရဲ့ဆရာသမားတွေရဲ့နောက်ကိုလိုက်ဖို့မဟုတ်ဘူးအဲ့ဒီလူတွေကယူတေရှာရှိရင်ယူတေပါပြီးပြီကြံတဲ့အပိုင်းတင်နေမဆိုင်ဘူးတင်လောက်ရမယ့်အရာတွေခရစ်တော်ရဲ့နောက်ကိုလိုက်ဖို့ဖြစ်တယ်ဒီကနေ့များစွာတော့ဆရာတွေကလည်းဘာကိုပြောတတ်တယ်လဲဆိုရင်သူ့ရဲ့တပည့်လုပ်ဖို့ပဲပြောတတ်တယ်သူ့ရဲ့နောက်ကိုလိုက်ဖို့ပဲပြောတတ်တယ်ခရစ်တော်ရဲ့နောက်ကိုလိုက်ဖို့မပြောတတ်ဘူးဒါကြောင့်ဒီကနေ့ကျွန်တော်ဝင်ငါခြင်းနဲ့တိုက်တွန်းခြင်းနဲ့ကိုအားပေးခြင်းနဲ့ယုံကြည်သူများတင်းရဲ့ခေါင်းဆောင်တင်နောက်လိုက်နေသောအရာဒီမမားပါစေနဲ့လို့နှုတ်ကပတ်တော်နဲ့တိုက်တွန်းခြင်းပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဘုရားကတော့ကျွန်တော်ကိုအတိအလင်းပြောတော်ပြီဖြစ်တယ်ငါ၌စီကပ်လိုတော်သူဖြစ်လေငါနောက်တော့လိုက်ရမည်ငါ၌စီကပ်လိုတော်သူဖြစ်လေဒီနေ့ဆရာတွေစီမှာစီကပ်ဖို့မဟုတ်ပါဘူးလူပုဂ္ဂိုလ်တွေစီမှာစီကပ်ဖို့မဟုတ်ပါဘူးခရစ်တော်၌စီကပ်ဖို့ဖြစ်တယ်
ဒီထဲမှာယေရှုခရစ်တော်ဘုရားကကျွန်တော်ကိုအတိအလင်းပြောထားပြီးသားဖြစ်တယ်နေ့တိုင်းလဝကတိုင်ကိုထားပြီးမှနေ့တိုင်းလိုက်ဖို့ဖြစ်တယ်နေ့တိုင်းယေရှုခရစ်တော်ရဲ့နောက်ကိုလိုက်ဖို့ဖြစ်တယ်ဒီအရာကိုကျွန်တော်နားလည်ဖို့အရေးကြီးတယ်ဒါကြောင့်တမန်ကျမ်းစာကိုပဲကျွန်တော်တစ်ခါပြန်ဖတ်ပြီးမှကျွန်တော်နေကုန်ချုပ်ချင်ပါတယ်ထို့မှတပါလူအပေါင်းတို့အားမိန့်တော်မူသည်ကငါ၌စီကလိုတော်သူဖြစ်လေကိုညင်းပယ်ရမည်ကိုလဝကတိုင်ကိုနေ့တိုင်းထား၍ငါနောက်တို့လိုက်ရမည်နှုတ်ကပတ်တော်ကပြောထားပြီးသားဖြစ်တယ်ငါနောက်တို့လိုက်ရမည်ငါဆိုတာကဘာလို့လဲဆိုရင်ယေရှုခရစ်တော်ဖခင်သူ့ကိုယ်သူပြောနေတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများယုံကြည်သူများကျွန်တော်အရောက်ချင်းစီတိုင်းဒီလဲယေရှုခရစ်တော်ဖခင်ရဲ့နောက်ကိုပဲကိုလဝကတိုင်ကိုထားပြီးမှလိုက်ရအောင်ကျန်တဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်ရဲ့နောက်ကိုမှတင်လိုက်စရာအကြောင်းမရှိဘူးယေရှုခရစ်တော်ဘုရားရဲ့နောက်ကိုလိုက်ရင်တင်ပေါ်ပြည့်စုံပါပြီအားလုံးပေါ်ဘုရားရှင်ကောင်းချီးပေးပါစေ